ရှုပ်ဝက်တာဝန်ထမ်းဆောင်နေတဲ့ဂျက်ကီဟာသူ့ရဲ့ရီစာရောက်လာတာကိုမြင်ပြီးထိတ်လန့်သွားပါတယ်။သူဟာအဖော်ဖြစ်သူကိုချက်ချင်းမျက်စိမိတ်ပြပြီးပက်လက်ကလေးထိုင်ပေါ်မှာအိပ်ပျော်နေဟန်ဆောင်လိုက်ပါတယ်။ဒါပေမဲ့ဂျက်ကီရီစာဟာအလိုလျှော့မပြေဘဲဂျက်ကီမျက်နှာကိုအနီးကပ်မြင်ရအောင်ဓာတ်ပုံကိုတမန်တက်ချပစ်လိုက်ပါတယ်။ဒါပေမဲ့သူမမြင်လိုက်ရတာကတော့ပြူးထွန်နေတဲ့နှာခေါင်းကြီးတစ်ခုတည်းပါပဲ။သူမကအတီးပြူးဖို့အတွက်ရီစာဖြစ်သူရဲ့နာမည်ကိုလှမ်းခေါ်လိုက်တဲ့အချိန်မှာပဲဂိုင်းစတာကောင်းဆောင်ရောက်လာပါတယ်။ဂိုင်းစတာရဲ့ကြောက်စရာကောင်းတဲ့ပုံစံကိုမြင်တော့သူမလည်းလှမ်းပြီးအမြန်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာတိတ်တဆိတ်ပုံအောင်ကြည့်ရှုရင်းအဲ့ဒီလူဟာသူမရဲ့ရီစာအစ်စ်အမှန်ဖြစ်ကြောင်းတေချာသွားတဲ့အခါမှာတော့ရှေ့ကိုတက်ပြီးဘာလို့ဒီကိုရောက်နေတာလဲလို့မေးပါတော့တယ်။သူတို့နှစ်ယောက်အငင်းကွာနေတာကိုဂိုင်းစတာခေါင်းဆောင်ကမြင်သွားပါတယ်။ဒါကြောင့်ဂိုင်းစတာကအခြေအနေကိုလာကျင်စေဖို့လုပ်တဲ့အခါကံကောင်းထောက်မော်စွာနဲ့ပဲဂျက်ကီအဖော်ကအချိန်မီရောက်လာပြီးအဲ့ဒီအမျိုးသမီးကိုရေကူးခံနဲ့တွန်းချလိုက်ပါတယ်။ဂိုင်းစတာထွက်သွားပြီးနောက်မှာတော့ဂျက်ကီဟာသူ့ရီစာကိုရှာဖွေပြီးသူဟာရှုပ်ဝက်တာဝန်ထမ်းဆောင်နေတာဖြစ်ကြောင်းရှင်းပြကသူ့ကိုယုံကြည်ပေးဖို့တောင်းဆိုလိုက်ပါတယ်။သူတို့နှစ်ယောက်စကားပြောနေတော့မှပဲဂိုင်းစတာခေါင်းဆောင်ကနောက်ကနေရုတ်တရက်ပေါ်လာပါတယ်။ဒါကိုမြင်လိုက်တာနဲ့ရီစာဖြစ်သူကဂျက်ကီနဲ့အတူချက်ချင်းပဲဟန်ဆောင်ကူညီပေးပါတော့တယ်။သူမကဂျက်ကီနဲ့စီးပွားရေးအတူတူမလုပ်နိုင်ဘူးလို့လိမ်ညာပြောဆိုပြီးဂျက်ကီကိုပါးရိုက်ပြီးထွက်ခွာသွားခဲ့ပါတယ်